အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တရေသစေနနာဘာဝတွေနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကလူပြောအများဆုံးနေရာရှိ9နေရာရဲ့အကြောင်းကိုပြောပြသွားခြင်းပါတယ်နံပါတ်1နမ်းမြိုင်ဟိုတယ်အခန်းနံပါတ်101 2022ခုနှစ်တုန်းကကောင်မလေးတစ်ယောက်ဟာဟိုတယ်တစ်ခုရဲ့ရေချိုးကမ်းမှန်ရှိမှဓာတ်ပုံရိုက်ခဲ့ပါတယ်အဲဒီဓာတ်ပုံထဲမှာမထင်မဖက်နိုင်ငံခြားသူလို့ယူဆရတဲ့အမျိုးသမီးကြီးတစ်ယောက်ရဲ့ပုံကိုတွေ့ခဲ့ရတယ်ဆိုတဲ့အကြောင်းကိုဓာတ်ပုံနဲ့တကွာအွန်လိုင်းပေါ်တင်ခဲ့ပါတယ်အဲဒီနောက်ပိုင်းမှာတော့အင်တာနက်အသုံးပြုသူတွေကြားမှာနမ်းမြိုင်ဟိုတယ်ကတရေဇလန်ဟာအတော်လေးကိုရေပန်းစားလူပြောများလာခဲ့ပါတယ်။ဒီနမ်းမြိုင်ဟိုတယ်ဝင်းကြီးက15ဧကလောက်ကျဲပြီးတော့ဟိုတယ်အဆောက်အုံကြီးကအခန်း32ခန်းသာရှိတယ်လို့သိရပါတယ်။ဟိုတယ်ရဲ့တာဝန်ရှိသူတယောက်ဖြေထားတဲ့အင်တာဗျူးတစ်ခုမှာဆိုရင်ဒီအဆောက်အုံကြီးကို1918ခုနှစ်ကဆောက်လုပ်ခဲ့တာလို့သိရပြီးတော့သူပြောပုံအရဆိုရင်ဒီအဆောက်အုံကြီးရဲ့တက်တန်းဟာနှစ်ပေါင်း100နီးပါးအထိရှိနေပါပြီ။ကိုလိုနီခေတ်လက်ရာတွေနဲ့ရှေးဆန်တဲ့နမ်းမြိုင်ဟိုတယ်ကြီးရဲ့အခန်းနံပါတ်100ထဲမှာရေချိုးကမ်းတွေကရေးကြတဲ့တွေညအချိန်မတော်တကားခောက်တန်းတွေကိုကြားရပြီးတော့ပရာလောကနဲ့ချိတ်ဆက်နေတယ်လို့တဖြည်းဖြည်းနဲ့လူပြောများလာခဲ့တာကြောင့်စူးစမ်းလိုတဲ့တငယ်ချင်းတွေစုပြီးတော့တွားရောက်တဲခူတာမျိုးတွေလည်းရှိပါတယ်။အဲ့ဒီအထဲမှာနိုင်ငံကျော်သရုပ်ဆောင်နမ်းမြတ်ဖြိုးတင်လည်းပါဝင်ခဲ့ဘူးပြီးတော့သူကတော့တရေအချောက်မခံခဲ့ရဘူးလို့ဆိုပါတယ်။ကဲဘယ်လိုပဲဖြစ်ဖြစ်ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့ကပရာလောကဆိုတာတွေနဲ့တရေချောက်တဲ့ဆိုတာတွေကိုစူးစမ်းကျင်တယ်ဆိုရင်တော့နမ်းမြတ်ဟိုတယ်ရဲ့အခန်းနံပါတ်101ကိုတဲခူကြည့်ဖို့အကြံပေးလိုက်ချင်ပါတယ်။နံပါတ်2မိုင်းတိုင်း86ဖြူးမြို့အလွန်မှာရှိတဲ့မိုင်းတိုင်း86ဟာလည်းခြောက်ခြားစရာတွေနဲ့ပြည့်နေတဲ့နေရာတစ်ခုလို့လူပြောများကြပါတယ်။တရေ6တယ်လို့လူပြောများတဲ့ဒီနေရာလေးဟာတကယ်တော့ကြေကွဲဝမ်းတဲ့စရာတွေနဲ့လည်းပြည့်နှက်လို့နေတာပါ။မိုင်းတိုင်း86နောက်ွယ်ကဇလန်းအကြောင်းလေးကိုပြောပြချင်ပါတယ်။တနေ့တော့ဒီအမြန်လန်းနာကရွာတရွာကသားမင်းနှစ်ယောက်ဟာကားလမ်းဖြတ်ကူးစင်မှာပဲမထင်မဖက်ကားတိုက်ခံလိုက်ရပါတယ်။လက်ပေါ်မှာတေလူမျောပါဖြစ်နေတဲ့သားမင်းနှစ်ယောက်စလုံးကိုကားပိုင်ရှင်ကလူပြတ်တဲ့နေရာတစ်ခုမှာအရှင်လက်လက်မြေမြုပ်ပစ်ခဲ့ကြပါတယ်။ဒီလိုဖြစ်ရဆိုကြီးဖြစ်ပြီးကလေးကဒီလမ်းမှာမောင်းနေကြတဲ့ကားသမားတွေဆိုင်ကယ်ကယ်ရီသမားတွေဟာသားမီးနှစ်ယောက်ကားတားနေတာတွေအရေးအယောင်တွေမြင်နေတာတွေကိုတွေ့ရတယ်လို့ပြောကြပါတယ်။ဒီမှုကင်းသတင်းကနိုင်ငံတွင်းမှာဟိုးလေးကြော်ဖြစ်ခဲ့ပြီးတော့ရုပ်ရှင်ဇာတ်ကားတော်ပြန်လည်ရိုက်ကူးခဲ့ရပြီးမြန်မာရုပ်ရှင်သမိုင်းမှာကြောက်စရာအကောင်းဆုံးရုပ်ရှင်အဖြစ်နဲ့မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီရုပ်ရှင်ရဲ့နာမည်ကိုသိချင်ရင်တော့ကွန်မန့်မှာမိုင်းတိုင်း86လို့ရေးခဲ့နိုင်ပါတယ်။လက်ရှိအချိန်မှာတော့အဲ့ဒီနေရာမှာတရားနာပရိတ်ရွတ်တာတွေအများတန်းပေးဝေတာမျိုးတွေကိုပြုလုပ်ခဲ့ကြပေမဲ့ဒီနေရာရောက်တိုင်းတမျိုးမဟုတ်တမျိုး6လန့်ခံနေရမြဲလို့ပြောဆိုမှုတွေလည်းယနေ့အချိန်ထိတိုင်ရှိနေသေးပါပဲ။နံပါတ်3တန်လျင်ကအိမ်ဟောင်းကြီးကျွန်တော်တို့အခုမြင်တွေ့နေရတဲ့စိတ်ချောက်ချစရာအိမ်ဟောင်းကြီးဟာတန်လျင်မြို့ရေနံချက်စက်ရုံဝင်းဟောင်းကြီးထဲမှာတည်ရှိတာပါ။ဘေးနားပတ်ဝန်းကျင်ကနေခံတွေရဲ့ပြောပြချက်အရတော့ညဘက်ဆိုရင်ဒီစက်ရုံဝင်းဟောင်းကြီးနားကိုဆိုင်ကယ်တောင်ဖြတ်မစီးရဘူးလို့သိရပါတယ်။တရေ6တယ်လို့နာမည်ကြီးနေတဲ့ဒီနှစ်ထပ်အင်ကြီးရဲ့ဘေးမှာတော့လူတကူပျောက်စာခြုံတွေတွေဟာလည်းထုတက်လို့နေပါတယ်။အိမ်ဟောင်းကြီးရဲ့ဘေးမှာတော့ဇီဒီတဆူကိုတွေ့ရပြီးတော့နောက်ထပ်ဘေးတစ်ဖက်မှာတော့စိတ်ညူရောင်ရေကန်ကြီးကိုတွေ့ရနိုင်ပါတယ်။ကိုလိုနီခေတ်အဆောက်အုံကြီးတစ်ခုဖြစ်တာကြောင့်အင်ကြီးရဲ့ကျန်းကင်းတွေကဆွေးမြေ့လို့နေပါတယ်။ဒေသခံတွေရဲ့မတိကျမရေရာတဲ့ပြောပြချက်တွေအရတော့အဲ့ဒီအင်ကြီးမှာအမျိုးသမီးတဦးသေဆုံးခဲ့ပြီးတော့အခုချိန်ထိမကျွတ်လွတ်သေးဘူးလို့သိရပါတယ်။ဒီကအိမ်ဟောင်းကြီးကိုလိလာခြင်းတဲ့လူငယ်ပေါက်စာလေးတွေဟာရံပန်းရံကားဆိုသလိုဒီအင်ကြီးစီကိုအုပ်စုလိုက်ရောက်လာတတ်ပါသေးတယ်။အခုချိန်မှာတော့ရေနံချက်ဆက်ရုံဝင်းဟောင်းကြီးတဲ့ကိုအပြင်လူဝင်လို့မရတော့တဲ့ကန့်သတ်ချက်တွေရှိတယ်လို့သိရပြီးတော့အမှန်တကယ်စိတ်ဝင်စားတယ်ဆိုရင်တော့တာဝန်ရှိသူတွေနဲ့ချိတ်ဆက်ပြီးတော့ဘာရောက်လေးလာကြည့်လို့ရမယ်ထင်ပါတယ်။နံပါတ်4မိုင်းတိုင်း26အမြန်လန်းကားဆရာတွေကြားမှာနောက်ထပ်ရေပန်းစားတဲ့နေရာတစ်နေရာလည်းရှိပါတယ်။ဒါကတော့မိုင်းတိုင်း26ပါ။ဖြစ်ရမှန်တစ်ခုအရာဒီနေရာမှာမိသားစုတစ်စုဟာကားအက်ဆီဒန့်ဖြစ်ခဲ့ပါတယ်။တရားတွေနဲ့အကူအညီလိုအပ်နေတဲ့မိသားစုစီကိုလူ3-4ယောက်ရောက်လာပြီးတော့တမိသားစုလုံးကိုတက်ကပစ္စည်းတွေကိုလုခဲ့ပါတယ်။အဲဒီကိစ္စလေးဖြစ်ပြီးတဲ့နောက်မှာတော့မိုင်းတိုင်း26မှာငိုတန်းတွေတောက်ခေါက်တန်းတွေကိုကြားရတတ်တယ်လို့ကားသမားတွေကတစားနဲ့အပြောများလာခဲ့ပါတယ်။ဒီမိုင်းတိုင်း26နဲ့ပတ်သက်ပြီးတော့ရုပ်ရှင်ဇာတ်ကားပါပြန်လည်ရိုက်ကူးထားသေးတယ်လို့သိရပါတယ်ခင်ဗျာ။နံပါတ်5ကိုလိုနီခေတ်အဆောက်အုံတွေအများကြီးကျန်ခဲ့တဲ့ပြင်ဦးလွင်ရဲ့စံအင်ကြီးတအိမ်ဟာလေးခြောက်ခြားစရာတွေနဲ့ပြည့်နှက်လို့နေပါတယ်။ဒီအင်ကြီးကတော့များစိမ်းအောင်စံအင်ပါနေပေါင်း150ကျော်ရှိနေပြီးတော့ကိုလိုနီခေတ်လက်ရာနဲ့ဒီအင်ကြီးမှာမကျွတ်လို့သေးတဲ့နာနာဘာဝတွေကိန်းအောင်နေတယ်လို့ဆိုရရှိပါတယ်။လာရောက်စူးစမ်းလေးရှိတဲ့သူငယ်တွေကိုအရေးပြတာတွေအတန်ပေးတာတွေအနံပေးတာတွေလုပ်လို့ရှိတယ်လို့သိရပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရတော့အရင်တုန်းကဒီနေရာမှာအစိုးရကုန်သွယ်ရေးဝန်ထမ်းတွေနေထိုင်တယ်လို့သိရပြီးတော့ဒီဆုံးသူတယောက်ကမကျွတ်လွတ်တာဖြစ်နိုင်တယ်လို့မှတ်ချက်ပေးတာတွေလည်းရှိပါတယ်။ဒီစီစဉ်လေးကိုကြည့်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဖြည့်စွက်ခြင်းနဲ့အကျန်းဆုံးနေရာလေးတွေရှိရင်လည်းကွန်မန့်မှာရေးပေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။